single ထိုရလာမေးတဲ့ချစ်ရတဲ့ကာကာတွေတော့ဗောနော်ကီတန်းအထွာလေးအနေငယ်ထက်ရတာဗောနော်သူကတော့ single ထိုမှာတော်တော်ရောင်းအားကောင်းတယ်လူကြိုက်များတယ်ဈေးကွက်ထက်မှာလည်းကီတန်းအထွာကီတန်းဆိုပြီးတော့ဗောနော်ဟိုတော်တော်များများဝယ်လူအားယနေ့ထိဗောနော်ဟိုနှစ်တွေကြာဒါတောင်ယနေ့ထိအယောင်းဝယ်ကရှိနေတော့မယ်ဗောနော်ဒီဇိုင်းပိုင်းကတော့ ultra တို့ဒီဇိုင်းပဲဗောနော်သူက full screen နဲ့လာတယ် display နဲ့လာတယ် full screen display ဗောနော်ရုပ်ထွက်တွေပါရလဲသူစီတန်းမှာလက်ခံလို့ရတယ်ဒီကောင်တွေကစင်ကတ်ဒိုနာကြီးတွေဖြစ်တဲ့အတွက်ဖုန်းပြောလို့ရမယ်ဖုန်းအဓိကထားပြီးသုံးလို့ရတာပေါ့နော်ကိုယ်ပိုင် wallpaper တွေ watch feed တွေပါရတော့ချိန်လို့မရဘူးအဓိကဖုန်းမကင်ခြင်းတဲ့သူတွေဥပမာအဆောင်နေတဲ့တဲမှာပေါ့နော်ဖုန်းသုံးလို့မရဘူးအဲ့လိုဖုန်းကိုခိုးသုံးခြင်းတဲ့သူတွေအတွက်ဒါကဒီနာကြီးအဆင်ပြေကောင်းပြေလိမ့်မယ်ပေါ့နော်ဟိုကျွန်တော်တို့ကိုယ်ပိုင် watch feed တွေစိတ်တိုင်းကြပေါ့နော်ဟိုထားခြင်းတဲ့သူတွေအတွက်ဆိုရင်တော့ဒါတွေကအဆင်မပြေဘူးဖုန်းတစ်လုံးလုံးကလီးကျင်တဲ့သူတွေ TikTok တို့ဘာလို့သုံးကျင်တဲ့သူတွေဆိုရင်ဒီနာရီတွေမရဘူးခင်ဗျာဒါ TikTok တို့ဘာလို့သုံးတဲ့နာရီတွေမဟုတ်ဘူးTikTok တို့ဘာလို့ကကြတော့ဒီ Android smartwatch လို့ခေါ်တယ်ဒါကကြတော့ single ထိုရိုးဖုန်းပြောနာရီပေါ့နော်ဒီကတော့ဒီက function တွေကတော့ကျွန်တော်အထဲမှာပြထားတဲ့အတိုင်းပဲပေါ့နော်ဖုန်းတစ်လုံးလို့ပဲfunction တွေပါမယ်ဒီ camera တွေပါရင် app နဲ့ချိတ်ဆက်နိုင်ရင်camera တွေပါရင်ဟိုလုပ်လို့ရမယ်ပြီးဖုန်းနဲ့ချိတ်ဆက်တိုင်းတချင်းတွေပါရင်ပေါ့နော်ဖုန်းက Bluetooth နဲ့တချင်းတွေပါနားထောင်လို့ရမယ်ပေါ့နော်ပြီးကျမ်းမာရေးအထိုင်ကြတော့ပွားလို့ညာလို့ဟိုပါလိမ့်မယ်ပေါ့နော်30 piece ချက်လေးတွေဒီမှာတော့ style နေနဲ့2မျိုးပါတယ်ပေါ့နော်အဲ့လို function တွေကတော့အသိဟိုဒီကောင်တွေက single ဒိုနာကြီးက function တွေကတိတ်အများစားကြီးမပါဘူးသူက single ကလည်းအနောက်ကခွာပြီးထည့်ရတာပေါ့နော်ဒီဖုန်းလေးခွာပြီးထည့်ရတာသူကတော့အာတွင်းတာကတော့ဒီပင်ငုံနဲ့လာတယ်ပေါ့နော်ဈေးနှုန်းကတော့8000ခင်ဗျအဓိကဘယ်လိုလူတွေပတ်တင်လဲဆိုတော့ပေါ့နော်ဖုန်းကိုအပြင်မတည်သွားခြင်းတဲ့သူတွေပေါ့နော်ခုနကျွန်တော်ပြောသလိုပေါ့အဆောင်ထဲမှာဖုန်းမတုံးလို့မရဖုန်းခိုးတုံးတဲ့သူတွေအတွက်တာလိမ့်ပေါ့နော်တော်တော်လေးကိုအဆင်ပြေတယ်ဝက်ရွှေတွေကတော့မှာပါတဲ့ဝက်ရွှေတွေပဲရမယ်ပေါ့နော်ဆိုတော့ဈေးနှုန်းကတော့8000ပေါ့နော်ဒီဇိုင်းကလည်းဒီမှာပြထားတဲ့အတိုင်းပဲပေါ့နော်တုံးက ultra ကျိုးကတော့အလွယ်တကူတက်လဲလို့ရတယ်ပေါ့နော်42 44 45 49mm တက်လို့ရတယ်ဒီကောင်တော့အရေအတွက်အများကြီးမရှိဘူးပေါ့နော်အခုတတုတ်ပြန်ရထားတာလေးပေါ့နော်အနေငယ်ပဲရမယ်ဒီကောင်တွေကခဏလေးနဲ့ကုန်သွားတယ်ပေါ့နော်ဒါတော့ကျွန်တော်လက်ကားမပေးဘူးလက်လီပဲကျွန်တော်ရောင်းပေးနေတာပေါ့နော်ဘာကြောင့်လဲဆိုတော့အကုန်လုံးရအောင်ဆိုပြီးပေါ့နော်ဆိုတော့ဒီကောင်ကအနည်းငယ်ရပါတယ်ဆိုင်မှာလာဝယ်ခြင်းနဲ့ဆိုရင်တော့ရန်ကုန်ဂျူသာပလာဇာပေါ့နော်ဝင်ပေါင်း21ဓာတ်လီကားတက်လာမယ်ဆိုရင်ဒုတိယဓာတ်ပီတူကားပါကင်အနီဓာတ်လီကားထွက်တာနဲ့ဆိုင်ရောက်ပြီပေါ့နော်ပြီးရင် Viber ဖုန်းနံပါတ်ကလည်း39954515ကိုလည်းဆက်သွယ်လို့ရတယ်အယောင်ငချီယူပါကရိုင်းပို့လို့ရတဲ့နေရာကြီးဆိုရင်တော့အယောင်ငချီပို့ဆောင်ပေးတယ်ဓာတ်လီကားတော့ကျူရှင်းရတယ်ဘာကြောင့်ဓာတ်လီကားကျူရှင်းရလဲဆိုတော့ကျွန်တော်တို့ပစ္စည်းလေးတွေဒီတိုင်းပို့တယ်ပေါ့နော်တချို့ကရောက်တဲ့ခါမှာစက်ပိတ်တယ်ဖုန်းမကင်တာရှိတယ်ယူတာမယူတာတော့ကျွန်တော်စိတ်မဆိုးဘူးပေါ့နော်အဓိကအရေးအတွက်အများကြီးခုနဲ့